Stella ငယ်ချင်းတို့မြန်မာကျောင်းဆရာမလေးရဲ့ကျောင်းဆက်ပြီးမှဖြစ်ပါရှင်ဆိုတော့ let's go ပါမလေးကျောင်းတော့ကြာနေပြီပဲဒီနေ့ငါအဲ့ဒီကျောင်းမှာပထမဆုံးရသွားစာတင်ရမှာအမြင်တော့မဖြစ်မယ်မရစာလည်းမစားရသေးဘူးအဲ့ဒီကျောင်းကဘယ်ချိန်တက်တာလဲမသိဘူးဆရာကြီးကငါ့ကိုသိချင်ပြောလိုက်ဘူးဟာတော်တော်နောက်ကြာနေခြင်းနဲ့ငါလည်းမသိပါဘူးအဲ့ဒီခုနက cherry cup မှာသွားစားရမယ်တော်တော်နောက်ကြာနေပြီတော်တော်လေးကိုနောက်ကြာနေပြီစင်မပြေတော့ဘူးမလေးဟာကျောင်းရောက်တာနဲ့ဆရာကြီးကိုတော့ပြီးဘယ်မှာတင်ရမှာလဲမသိဘူးဘယ်မှာမတင်ရမှာလဲမသိဘူးဆရာကြီးကိုတော့ပြီးသွားမိမှရမယ်ဒီမှာတော့ထိုင်စားလိုက်ပါတော့မယ်လေမမဟွာလေးဟင်းလေးနဲ့ဒီထမင်းလေးနဲ့တပွဲလိုက်ဒီမဲဒီဆိုင်ရရမ်းစားလို့ကောင်းလားရမ်းစားလို့ကောင်းတယ် Oh my god လေခုမှပဲဗိုက်တွေပြေသွားတော့တယ်ကဲသွားပြီး association တော့ဟာငါလည်းဘယ်သွားနေမှလည်းမသိပါဘူး Okay ဒီဘက်ကိုရောက်ပြီဆိုတော့ဒီနားနဲ့ဒီ teacher ကဆိုင်နေဟိုကျောင်းလေးကနေရလေနီးရဆိုတော့သွားမယ်ဒီရောက်ပြီဒီမှာတော်တော်လေးကိုနီးရအိမ်နဲ့လည်းနေရလမ်းလျှောက်ပြီးတော့တောင်းသွားလို့ရတယ်စပိန်လေးနဲ့တောင်းသွားလို့ရသေးတယ်ကားနဲ့ပဲသွားလိုက်ပါတယ်ဒါပေမဲ့လေ Okay ဟာဘယ်နားမှာထိုးရမှာတော့ခါကားဟမ်ဒီနားမှာပဲကားထိုးထားလိုက်ပါရမယ်ဒီနားမှာလည်းမရှိဘူးသူ့ဟာကြီးရတယ်ထားလိုက်ပါတော့လေဆရာကြီးခန့်ကသူပြောရတော့ဒီတက်တဲ့ကိုသွားတယ်တက်တဲ့သွားရင်တွေ့ရဟာလေကားနာဟာလေကားနာဟာဆိုတော့ဒါပဲရှိအောင်လေဒါပဲဖြစ်နိုင်မှာပေါ့ဟုတ်တယ်ဆရာကြီးတွေ့ပြီနော်စာတင်ရောက်မယ်ခေါင်းအားလေးဒီလားဟာစာတင်ရောက်မယ်ခေါင်းအားဟိုဟာအခန်းကားချင်းမှစာတင်ရမှာညီမလုံးတော့ကလေးတွေကရောင်းနေကြပြီသူက8နာရီရအောင်အခု10နာရီတောင်ရှိတယ်ဟာ10နာရီတောင်ရှိပြီလားမလေးငါမြန်သွားမှာမလေးသူတို့ကရောက်နေကြပြီတဲ့ဟိုကဘာရောဒီအခန်းကကြဒီခန်းကလည်းကျောင်းသားကျောင်းသူတွေရောက်နေကြပြီဒါပေမဲ့ငါတည်းရဲ့မခန်းဒီအခန်းမဟုတ်ဘူးနဲ့ဒီအခန်းကခါခွေးတဲ့မကကြီးတွေ့ပြီအခန်းကကြီးဒါလားဒါအခန်းခါခွေးသူတို့လည်းရောက်နေကြပြီမလေးဒီခန်းလေးကလိမ်မာလိုက်တာဟာဒီတိုင်းပဲထိုင်နေကြတာလားကဲနိုင်ပြီနော် Okay ငါဒီလေကနေပဲတော့မှကဲအခုကဘယ်သူမှမပြတ်ဘူးထင်တယ်တယောက်ပဲလွတ်တာထင်တယ်ဟိုတကားဆရာကြီးပြောတော့22ယောက်တဲ့သူတို့က22ယောက်ရှိတယ်ငါမျက်လုံးနဲ့ကြည့်လိုက်တာနဲ့သိရလေဟုတ်တယ်နော်ဒီမှာကဲ clear ရေဆမစာတင်မယ်နော်ကဲလောဆယ်ခုနာမည်လေးတွေကိုမိတ်ဆက်ကြမယ်ဟုတ်ကဲ့ပါဆရာမ Okay ဒီထဲမှာပြတ်တဲ့လူရှိလားမရှိပါဘူးဆရာမလည်းပဲမရှိဘူးတဲ့ကဲလောဆယ်တော့စာတင်လိုက်အောင်မယ်ညီမစာနဲ့အရင်စတင်မယ်နော်Okay ညီမသားငါရေးနေလာအောင်မသူတို့လိုက်ကူနေမှာပါလေဟင်းမဲသူတို့တွေကငင်းထိုင်နေကြရလားဟာထားလိုက်ပါတော့လေသူတို့ပြီးမှကူးကျင်လဲကူးနေမှာပေါ့ငါထားလိုက်တော့ပြောမနေတော့အမလေးဟဲ့ရေးရတာလေလက်တွေညောင်းလိုက်တာငါခုမှစပြီးတော့ရေးရတာဆိုတော့လေလက်တွေကတအားညောင်းလာမလေးဟုတ်ဆမဟေးဘာလဲပြောဟွာလေးဆမရဲ့အဲ့စက်ကတ်မှာလေအဖြူအောင်လေးလားပေးနေရဆမခါလာအောင်ဘာတွေလဲမသိအေးဟုတ်သားပဲဘာတွေလဲမသိဘူးပေးနေတာစိတ်ညစ်ပါတယ်ဘာတွေလဲမသိဘူးငါထင်တော့ချေကမှာသွားစားတော့နှင်းနေပေးခဲ့ရလားမသိဘူးစကူရာမျိုးကမနေ့ကမှနှင်းကြသွားတာဟုတ်တယ်ဆမကဲထမင်းစားကြောင်းလေးစင်းပြီဆိုတော့ကလေးတို့ကိုအားတာကိုစာရီရေးခဲ့အောင်နော်သို့မဟုတ်ထမင်းသွားစားရင်သွားစားဆရာမလည်းထမင်းသွားစားလာအောင်မယ်တေချာလုံးနော်ကောင်းလုပ်ထားနော်သူတို့အဲ့လိုမှာခဲ့မှရမှာမလေးဟဲ့ငါလည်းစပယ်တွေအကုန်လိုက်တိုင်းနာမလေးဟဲ့ငါလေတန်မတော့ကဲဒီနားမှာဘယ်ကိုသွားစားရင်ကောင်းမလဲငါကြားဘူးတာတခုရှိရသူကဆူရှီဆိုင်နဲ့ဆူရှီဘားဆိုတာပဲဆူရှီဘားကိုသွားစားရင်ကောင်းမလားခဏဒီကပါရုံတိုင်းလောကကြီးကဲပြန်ပိတ်ထားလိုက်ပါအောင်မယ်ဆူရှီဘားကိုသွားစားရင်ကောင်းမလားမသိမပြောတော့ပါဘူးလေဆူရှီဘားပဲသွားစားရအောင်တော့စင်ငါဒီကဆီယမအစ်စ်ဆိုတော့ဒီကျောင်းမှာဘာရရှိလဲရှောက်ကြည့်မယ်လေရှောက်ကြည့်မှရမှာပေါ့ဥမာဟိုသွားစရာလာစရာရှိရင်ငါကွာဘာမှမသိပဲဖြစ်နေမှာပေါ့ဟိုခန်းတစ်ခန်းကတော့တည်သွားပြီဟိုခန်းတစ်ခန်းကကျောင်းသားကျောင်းသူတွေခန်းဒီတစ်ခန်းကတော့မကြည့်ရသေးဘူးဒီခန်းကကြတော့သူကစေကန်းဟိုလေကျောင်းစေကန်းတင်နေ Okay အကုန်လုံးလဲစုံသွားပြီပေါ်တက်ကိုရောမနှက်ဖြစ်မှာတော့ကြည့်လိုက်ပါရမယ်လေပေါ်တက်ကလည်းရှိသေးတယ်ပေါ်တက်ကိုလည်းပြီးမှတော့ကြည့်လိုက်တော့မယ်Okay တော့မယ်ဟာဘိုက်တွေကတအားစားလာပြီဟိုမှာလည်းနည်းနည်းပဲစားခဲ့ရတယ်ကဲ
မြန်တော့မှဖြစ်မယ်ဖိတ်တအားစားလာပြီအမလေးဟဲ့အမလေးဟဲ့အမလေးဟဲ့ Okay let's go ဟာဝင်လိုက်တော့မှငါလည်းဘာလို့မောင်းတာလဲမသိဘူးဟိုနောက်မှာကားရောက်လာခြင်းနဲ့ငါ့ရဲ့ကားကလည်းပြတ်နေရပါလေကားပြတ်နေပြီဟိုတော့ကြည့်မကောင်းတော့အမလေးအမရဲ့လမ်းလေတဲ့ကောင်လမ်းလေတက်တက် Okay ဘာလုံးဟာဒီထဲကိုတန်းရောက်သွားထားလိုက်ပါတော့လေကဲထိုင်လိုက်အောင်မယ်ဒီနောက်မှာထိုင်ကောင်းတယ်ဒီနောက်မှာပဲထိုင်လိုက်တော့မယ်ဝါဆူရှီဒီဆူရှီကစားမှုကောင်းမဲ့ပုံပဲငါအိမ်လေးချလိုက်အောင် Oh my god စားလို့ကောင်းလိုက်တာစားလို့ကောင်းတာ what ဟိုမိုက်တယ်ဟာငါနောက်တစ်ပွဲထပ်စားမယ်ငါဖိုက်ကမရဘူးအဲ့လိုမျိုးငါနှစ်ပွဲထပ်စားမှရမှာနဲ့တော့လည်းတစ်ပွဲပဲစားလိုက်လို့လေဘိုက်တွေဟာတအားစားပြီးတော့လေအဲ့လိုလေးဖြစ်နေရအကြောင်းမလို့ဒီဆူရှီကနည်းနည်းခါသလားလို့လေ Okay နောက်တစ်ပွဲထပ်စားမယ်ဟိုမလေးဟာဘာဖြစ်တာလဲဟာချင်းစုံနေရပဲအမလေးချင်းလိုက်တာချင်းစုံနေရပဲဟာအမလေးတော်ပြီငါသွားပြီဆောနာကဝင်ခဲ့တဲ့လိုမျိုးပြန်ထွက်မယ်ဟင်ဆောနာဝင်ခဲ့တဲ့လိုမျိုးဒီကနေဒီလိုပြန်ထွက်မယ် Okay let's go ဒီဘက်ကိုကွေ့ငါဒီဘက်ကပဲပတ်သွားလိုက်ပါရမလဲဟိုဘက်ကပဲသွားနေရတာအဆင်မပြေဘူးအဲ့လိုမျိုးဆွမ်းနာလူကြီးတော့မရှိတော့ပါဘူးသူဝင်တိုက်မိမှာဆိုလို့လက်ကားနေကဲရောက်ပြီမလေးเจ้าနဲ့ဆူရှီဘာနဲ့ရလဲမဝေးဘူးနော်နီးလေးပဲတော်နီးရ9မိနစ်ပဲစာတင်ရတော့မှာနောက်9မိနစ် solution ကြောင်းစစ်မီကဲကျောင်းကလည်းဆင်းတော့မယ်ဒီလိုလေစာရေးနေလားမသိဘူးတက်ကြည့်လိုက်အောင်မယ်သမီးဆူရှီလဲစားပြီးပြီအကောင်ဆင်ပြီးဝိုင်းစော်လေဘိုက်တွေလဲဝါပြီမလေးခုကြတော့လဲဘိုက်ဝသွားလိုက်တာကဲတော့ကြည့်လိုက်အောင်တူတိုဒါโอเคဟိုခါရတော့အမြဲတမ်းမတက်ကြည့်ရနေရပဲငါတို့ခါရတော့အမြဲတမ်းထိုင်းနေရပဲအဲ့ဘာလဲမသိဘူးမလေးကဲဆာမပြောထားတဲ့စာလေးတွေကိုရေးပြီလားရေးပြီပါဆာမโอเคနောက်9မိနစ်ဆိုလို့ရှိရင်ကြောက်စင်းတော့မှာနော်ဟုတ်ပြီပါရဲ့ဆာမဟောသိရလားဟောမသိပါဘူးဆာမဆင်းကျင်နေလို့ပြောတာမဟုတ်ပါဘူးမှတ်တယ်လို့ဟုတ်ကဲ့ပါဆရာမဘာโอเคအပိပြီဆိုလို့ရှိရင်လေဆရာမရဲ့စပွဲပေါ်စောက်တင်လာထပ်မယ်နော်ပြီးရသည်ရှင်ဟုတ်ကဲ့ပါဆရာမကဲဆရာမကကြောက်စစ်ပြီဆိုတော့9မိနစ်လည်းရောက်သွားပြီလေအကြောက်စစ်ပြီနော်ကလေးတို့လည်းပြန်တော့နော်ဟုတ်ကဲ့ပါဆရာမအမလေးဟာဒါဆရာကြီးကလားအမြင့်အကြည့်ပဲနော်သူဘဲကဘလို့ကားထိုးလိုက်တာတော့ဘဲကနေဝင်လိုက်တာလေဟာလူတောင်မှမနဲ့ဒီလန်းနေသွားနေအောင်ဘလို့မြောင်းဝင်လိုက်တာလဲအေးပါထားလိုက်ပါတော့လေငါပါတော့ငါပဲငါနာခဏလေးငါဘိုက်စာနေသေးရဲ့ဟာအမလေးငါရဲ့အိတ်မလေးငါရဲ့အိတ်တော့ကြာခဲ့ပြီရပြီဟာငါကားကလည်းတော်တော်ကိုစိုးနေပြီဟေးကားတော့ပြင်မရတော့မယ်အမလေးဟာအမလေးစိတ်ညစ်တာဟာမိုးရရွာလာပြီလားဟာချောင်းနေပါဆိုရယ်မိုးရရွာလာတော့ကဲရောက်ပြီဒီတော့ခဏလေးမိုးရတော်ရွာလာပြီဆောနာအမကြီးကလေအမကြီးလားညီမလေးလားတော့မသိပါဘူးဆောနာအမကြီးကလည်းအဲ့နားမှာပဲလမ်းလျှောက်နေတော့မိုးရရွာလာပြေးတယ်မပြေဘူးဟိုထားလိုက်ပါတော့မလေးဆူရှီဆိုင်ကပိတ်တော့လို့ပဲတော်တော့တယ်ကဲထိုင်းမယ်ဆောနာချင်းနေဆိုရင်ပြန်စားမယ်ငါချင်းလေးကြိုက်တာလေဒါပေမဲ့အဲ့ဒါကြီးကတအားချင်းနေအိတ်လေးချလာအောင်အမလေးချင်းနေတော်နောက်ခါဒါမစားတော့တအားကိုချင်းနေမလေးဟာတော်လေးကိုချင်းလာတော့နောက်ပွဲပဲစားတော့စားလို့ကောင်းလိုက်မယ်ပုံမယ်ဝါးစားလို့ကောင်းလိုက်တာ Oh my god ကဲတော့မယ် Okay ငါရဲ့အိတ်ကောငါရဲ့အိတ်ကျောင်းကလည်းမေးကြံခဲ့ရလားမသိဘူးတကယ်ချင်းတော့ style ရဲ့အိတ်ဘယ်မှာမေးကြံခဲ့လဲဆိုတာတိကျလို့ရှင်ကောင်းမှရေးခဲ့တယ်နော်okay ငါလောလောဆယ်စပင်းလေးတွားညက်လိုက်အောင်ပါစပင်းညအရွှေကြီးပဲအိုက်တယ်လေလိုကလေးတွေဘာရင်းနဲ့တွေ့နေရလဲနောက်ကြတာဟာဒီအမကလည်းနော်သူကအဲ့ပြေးတော့မပြေးဘူးလားမသိဘူးအေးဆေးပဲမိုးရွာနေရကူမလေးမလေးမရေးပေးလေးနည်းနည်းတော့ဖေးပါအောင်မလေး
ကဲစပင်းလေးညက်မယ်โอเคရောက်ပြီစကူရာစပင်းညက်ဆိုင်တော့ဟာပြောင်းဝင်ရတယ်ဟာဒီမှာဟာကဲလောမင်္ဂလာပါမင်္ဂလာပါညီမလေးအဲ့လိုမျိုးစပင်းတူတူလေးကိုမလေးလက်လာလေးညက်ချင်တာတိလားဒီလိုလေးလာညီမလေးဟုတ်တယ်မလိုက်ဟုတ်ပြီနော်ညီမလေးဟုတ်ကဲ့အမဘယ်လောက်ကြာလဲတောက်ရပါညီမလေးဟဲ့တောက်လိုက်တာတော်တန်တာဗောညီမတို့ဆိုင်ရလဲတစ်တော်ကိုတန်တော့300ဆိုတာ300ဟုတ်ပါဘူး3000ပြော3000တော်တော်တန်တာဗောကဲအမလေးဟာကိုင်းရောက်တော့ဖြစ်တော့မယ်မလေးတော်သေးလို့ပေါ့ဟာငါရဲ့အိတ်ပြောင်းနေပြီဟာစိတ်ညတာကဲဒီမှာဒီအမလေးငါစပိတ်ကဲဆိုအဲ့လိုရှိပြီးကြတဲ့ကျူးတမရှင်းလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဆက်ပြီးတော့ပုံမြင်လေးတွေကိုကြည့်ချင်နော် Stella ရဲ့ channel လေးကို subscribe နဲ့ video လေးတွေကို like and comment လေးလုပ်ဖို့လည်းမင်းနဲ့အောင်နော် Stella ငယ်ချင်းတို့ကိုနောက်ဗီဒီယိုမှာပြန်တွေ့ချင်ပါသေးရဆိုတော့အားလုံးပဲတတာ